မိုရေခဲတက်တာတွေဖွင့်လိုက်ဖိလိုက်ကြည့်နေရဆိုရင်လေရေခဲမုတ်ကလေခဲတော့မှမဟုတ်ဘူးတုံတုံလေးဟမ်ဘဂါစားမလား စားမယ် နောက်ပြီးအာလူချောင်းလေးစားမလားနောက်ပြီးတော့ဘာစားချင်လဲစတော်ဘယ်ရီသီးလေးစားမလားโอเคတုံတုံတကယ်မတော့ပါဘူးတုံတုံကဘာစားချင်လို့လဲ ရေခဲမုတ်တော့မလုပ်တော့ဘူးရေခဲချောင်းတော့လုပ်တတ်တယ်အိမ်မှာလည်းဘာလည်းမရှိဘူးအော်အိုဘာတင်းရှိတယ်အိုဘာတင်းနဲ့ရေခဲချောင်းအိုဘာတင်းရေခဲချောင်းစားမလားလက်ကျွေးမယ်အိုဘာတင်းကဘယ်ရောက်နေရလဲမသိဘူးဟေးအော်ဟုတ်သားပဲအိုဘာတင်းဒါနဲ့ရေခဲချောင်းလေးတကယ်ဖြစ်ပါမလားတော့မသိဘူးမမဝိုင်ဆိုတော့မမဝိုင်ကြောင်းကိုသိရမလားလောက်ကြည့်မယ်တဲလုံးလေးတို့လည်းမမဝိုင်နဲ့အတူတူလိုက်လောက်ကြည့်နော်ကျွတ်ကျွတ်လေးကိုဖောက်တော့မဖောက်ခဲနဲ့မရုပ်စုံနဲ့ထုပါပဲမဖောက်ခဲနဲ့ထုနော်နောက်မှသာဆိုရင်အပြင်တွေကိုလွင့်သွားမှဆုပ်လို့ပါကျွတ်ကျွတ်အိတ်ကအလဲကောင်တက်တဲ့ကိုကတ်ကြီးညက်ပါမယ်ဘာဖြစ်လို့လဲဆိုတော့နှိမ့်ဖြစ်သွားအောင်ပေါ့နော်ဒါပြီးသွားရင်ဒီထဲထဲမှာပဲရေခဲတစ်ချောင်းလေးလိုလုံးမမလို့ပါကြည့်ရပြီဒီအမုံလေးကိုခွက်ထဲကိုထည့်လိုက်မယ်ဝါကြီးမွားရပဲရင်နွေးလေးကိုတော့လက်တစ်လုံးခါလောက်ပဲထည့်ပါမယ်ရေရမ်းညံ့မကောင်းဆိုလေအဲ့တော့ထည့်ပြီးသွားပြီဆိုရင်တုံတုံရဲ့နှုတ်မုံအိမ်မှာရှိတဲ့ဘယ်နှုတ်မုံမဆိုအသုံးပြုလို့ရပါတယ်နှစ်စွန်းထည့်လိုက်မယ်ပြီးပြီဆိုရင်တော့မှုေပါမယ်အိုဘာတင်းနဲ့စရောပါပြီပြီးပြီဆိုရင်မှုေပါမယ်ဝါပြီးလာပြီဆိုရင်တော့ဝိုင်လို့ဖြတ်ထားတဲ့အိုဘာတင်းအထုပ်ထဲကိုထည့်လိုက်ပါမယ်โอเคဇွန်းတက်ပြီးတော့ထဲထဲကိုထည့်လိုက်ပါမယ်။တုံတုံလေးရေခုနကအိုဘာတင်းရေခဲချောင်းကိုရေခဲတက်တာထည့်အောင်ပါနော်။နောက်ထပ်3-4နာရီလောက်နေကြမှာစားရမှာနော်။ဂျားထဲမှာထုတ်ထုတ်မကြည့်နဲ့နော်။ โอเค တုံတုံကတော့တော့မရတော့ပါဘူး။အေးသူ့သားသူကိုသွားထုတ်တာနော်။တပါကြီးလေ။တပါကြီးလေ။စားကြနေပြီလား။ Okay ။ဒါဆိုရင်တုံတုံတစ်ချောင်းမမတစ်ချောင်းနော်။စင်ပြေလား။ဒီရတုံတော့ဘယ်ရယူမှာလဲ။ဒါယူမှာလေ။သူကြီးတုံဆောင်ယူပါတော့။ ဘာလို့ တကယ်ရေခဲချောင်းရတယ်။ရှေး။ဒါဇုံးမှာတက်ပြီးသားလေးပေါ့နော်။ရ။ဘယ်လိုလဲ။ကောင်းလိုက်တာ အေး ။အေးတယ်။ခုပဲ။တကယ်ရေခဲချောင်းဖြစ်တယ်ရော။စားလို့လည်းကောင်းတယ်။မမဝိုင်လို့လေဘာချက်မဖြစ်တဲ့သူကလေရေခဲချောင်းတော့တကယ်ဖြစ်သွားပြီ။တော်တော်လေးစားကောင်းတယ်ရော။ချိုချိုစိတ်စိတ်နေပါ။ Go က